အမေရိကန်မှာယမနှစ်တကူတကြံပွဲတော်မှာယမပီတူအတွက်ပါဖို့တရင်ကောင်ပါပေးခဲ့တယ်ဆိုတော့ယမနိုင်ငံကိုတဲ့ဒီမိုရီစီလမ်းကြောင်းပေါ်တော့ပြန်လဲရောက်ရှိရန်လှုပ်ဆောင်နေသူများအားလုံးနိုင်ငံများအားလုံးအမေရိကန်အစိုးရအနေနဲ့အစွမ်းကုန်အားပေးကူညီဆောင်ရွက်ပေးသွားမယ်လို့ယမနှစ်တကူတကြံပွဲတော်နှိပ်မှာကတိကဝတ်ပြုခဲ့ပါတယ်အမတမ်းအရောက်ဖို့ကောင်းပါတယ်ကျွန်တော်ဆက်လက်ဖတ်ကြည့်အောင်မြန်မာနိုင်ငံကိုဒီမိုရီစီလမ်းကြောင်းပေါ်တော့ပြန်လဲရောက်ရှိရန်လှုပ်ဆောင်နေသူများအားလုံးကိုအစွမ်းကုန်အားပေးကူညီဆောင်ရွက်သွားရန်အမေရိကန်ကဆက်လက်တန်ထိန်ဟာချထားပြီးဒေတာတွင်ငင်းချမ်းရေးနဲ့လုံခြုံရေးတို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဖြစ်ကြောင်းယမနှစ်တကူတကြံအခါတမယကိုကြိုဆိုသည့်အနေဖြင့်ယမပီသူများကောင်းချီးမင်္ဂလာများနဲ့ပြည့်စုံပါစေကြောင်းယမပီသူများအတွက်အမေရိကန်ပြည်တော်စုကိုစားမိပြောကြလိုကြောင်းဆိုပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကဆိုခဲ့ပါတယ်အဲ့တော့လက်ရှိအမေရိကန်သမ္မတဟာသူပြောထားတဲ့စကားကိုလစ်လို့ရှုတခါမှမလုပ်ခဲ့ဘူးပါဘူးပြောတဲ့အတိုင်းကိုနှစ်ဆလောက်လုပ်တတ်တဲ့သူပဲဖြစ်ပါတယ်ကျွန်တော်တို့ယမပီအတွက်မင်္ဂလာရှိတဲ့တကြံပဲဖြစ်ပါတယ်အင်မတန်မှအောင်မြင်မှုတစ်ခုရခဲ့တယ်ဒီနှစ်တကြံနှစ်တကူပွဲတော်ဟာကျွန်တော်တို့အတွက်နှစ်မင်္ဂလာရှိတဲ့တရေစကားပဲဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်းခမားတို့ဒီပြင်ထားတော့ခမားတို့ဒီအချိုးပြင်ထားတော့တရင်ကောင်းလေးလာနေပါပြီကျွန်တော်တို့ယမပီဟာဘယ်တရုတ်လာလို့ပြီးသွားမှာမဟုတ်ဘယ်ရုရှားလာလို့ပြီးသွားမှာမဟုတ်အမေရိကန်သားပြက်တပါဝင်လာတဲ့ဆိုမှတာလဲကျွန်တော်တို့မြန်မာပြည်ဟာပြီးသွားမှာပါတိုင်းသားညီကိုမောင်နှမများမိသားသမီးများ PDF များအစွမ်းကုန်စ조사ပြီးကျွန်တော်တို့တကယ်တူမြတ်ခွေးဒီကိုတွန်းလာကြစို့